တချိန်ကမေးမားခဲ့တဲ့ HD ဗီဒီယိုတွေကို Miss Universe Organizer စီသွားပို့လိုက်တဲ့ဆိုယူဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီး Miss Universe National Director ဟောင်းတော်ဆိုယူဝေကတော့မိမ့်မကျန်နဲ့ရုံမာလုံးမာရဲ့နော် Miss Grand မြန်မာ National Director ဖြစ်တဲ့ထူးအလွင်ကို Miss Universe Director မဖြစ်အောင်အောက်ဖေးလောင်လိုက်တာဖြစ်ပါတယ်ဒီလိုမျိုး International State Body အတွင်းရေးတွေကိုအဆက်ခွဲပြပြီးတော့သူတစ်ပါးပေါ်မှာညစ်တာကတော့အတော်လေးအောက်တန်းကျလွန်နေလို့ဝေဖန်ကြပါတယ် National Director တော်ဆိုယူဝေလက်ထက်တုန်းက Miss Universe ကစုပ်ပြတ်တက်နေပြီးတော့အမြဲတမ်းပြိုင်ပွဲဝင်တွေကိုခွဲကြတာကြောင့် National Costume တွေကိုလည်းအမိုက်စားတွေဆိုရင်စင်တင်ခွင့်မပေးတာတွေတရင်တွေဟာဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှန်တယ်လို့ထင်ဟပ်စေခဲ့တာပါလွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ Miss Universe National Director အသစ်ဆိုပြီးထူးအလွင်ကိုရထားပေးမယ်လေတရားဝင်ထုတ်ပြန်တော့မယ့်အချိန်မှာတစ်ချိန်ကထူးအလွင်ရဲ့ HD ကို Organizer တွေစီကိုပို့ခဲ့ပြီးတော့ဒိုင်လုံးခွင့်မရအောင် National Director လုံးခွင့်မရအောင်ညှစ်တွန်းလိုက်တာလို့ဆိုကြပါတယ်အရေးချင်းရှိပြီးတော့သူများထက်ထင်းလင်းကောင်းအောင်တင်ဆက်ပြသနေတဲ့ Miss Universe ကိုရှောက်လန်းတော့မှာကိုဒီလိုမျိုးကိစ္စနဲ့ထိုးနှက်တာကနောက်ွယ်ကအကြောင်းရင်းလည်းရှိနေပါတယ်တစ်ချိန်က Miss Grand မှာမသိလိုက်မိပဲဖြစ်သွားတဲ့ဗလိုက်မှုတွေကြောင့်မကျေနပ်ဖဲထွက်လာခဲ့တဲ့တစွထိုးစိတ်တွေကြောင့် National Director Organization ဖြစ်တဲ့ပပနဝဲနဲ့အတူဒေါ်ဆိုးရွေပူပေါင်းလိုက်ကြတာလို့သိရပါတယ်။ပပနဝဲဟာအတော်လေးအမျက်စားကြည့်ပြီးတော့ Miss Grand နိုင်ငံတိုင်းနဲ့ရန်ပတ်ဖြစ်ပြဿနာပေါင်းစုံရှာနေတာအားလုံးလည်းအသိပါပဲနော်။ဒါကိုကိုယ့်ရဲ့နိုင်ငံသားအချင်းချင်းအမေကျော်တွေးတော်လွမ်းသွားပြီးတော့ထူးအလွင်ရဲ့ HD ကိုဒေါ်ဆိုးရွေထံကနေနဝက်ကသွားပြခဲ့ရဖြစ်ပါတယ်။ရုံမာတဲ့သူနှစ်ယောက်ကြောင့် National Director ထူးအလွင်ကအခုဆိုရင်တော့ live မှာအချက်တကွဲငိုယိုဖြစ်ရှင်းနေရပြီးဒီလောက်ထိရုံမာလိမ့်မယ်လို့မထင်ထားဘူး။သူရဲ့ HD ဗီဒီယိုကဟိုးရင်ကလေးကမှားခဲ့တဲ့အမှားဖြစ်တယ်။အခုသူပြန်ပြင်ဆင်ပြီးတော့အောင်မြင်နေချိန်မှာချပြတာကြောင့်အသေးပေါက်တယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။ Miss Grand မြန်မာ National Director ဖြစ်တုန်းကလည်းတနိုင်ငံလုံးဝိုင်းပြီးတော့အားပေးခဲ့ကြပြီးသူလက်ထက်မှာတင် Miss Grand International First Runner အရခဲ့တာတွေ Second Runner အရခဲ့တာတွေကထူးအလွင်တဲ့အဖွဲ့ဝင်တွေရဲ့အားသွန်ခွန်ဆိုင်စ조사မှုကြီးတွေဖြစ်ပါတယ်။ငွေအားသိမ်းမရှိတော့အကျွေးတွေပတ်လည်နဲ့အကောင်းဆုံးချပြခဲ့ရကြောင်းပရိသတ်တွေတခဲနဲ့အားပေးမှုတွေကိုရရှိခဲ့ပြီးအခုလိုအောင်မြင်တဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းနိုင်ခဲ့တာပါ။အခုဆိုရင်တော့ထူးအလွင်ကငွေအားရောလူအင်အားရောတက်လန်းနိုင်တဲ့အချိန်မှာရိုက်ချတာကကြတော့အတော်လေးအညိုကြီးလုံးပါတယ်။ကြာရှုံးသူနှစ်ဦးစုမိပြီးတော့မကျေနပ်တဲ့စိတ်တွေနဲ့ထူးအလွင်ကိုပုတ်ချတာအတိအသာကြီးလို့ဆိုကြပါတယ်။ပပနဝက်ကလည်း Miss Universe Director အဖြစ်နှုတ်ထွက်ရတာကြောင့်ထူးအလွင်ရသွားမှာကိုမနာလို့ဖြစ်ပြီးတော့မစားရတဲ့အမေအသေးနဲ့ပတ်သက်လို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ International ကိုအခုလိုမျိုးကလေးစိမ့်နဲ့ HD သွားပြတော့လေဘာမှဖြစ်မလာပါဘူးနော်။ဒီနိုင်ငံမှာသာ HD ဆိုတာအရေးကြီးခွင့်ကျဲထူးဆန်းတဲ့အရာလို့သတ်မှတ်နေကြတာ International မှာကတော့ time play တတာပဲလို့ဆိုကြပါတယ်။စီစီရေးဖွဲ့တွေဘာမှမပြောသေးပေမဲ့လည်းဒီကိစ္စလောက်နဲ့တော့ National Director ယာတူးမထုတ်နိုင်ပါဘူးနော်ဒီတော့ပြည်သက်ကြီး Miss Universe National Director အသစ်အဖြစ်နဲ့ထူးအလွင်ကိုမြင်ကျင်နေကြတဲ့ပြည်သက်ကြီးရဲ့စံတာတွေကအမှန်တကယ်ဖြစ်လာတော့မှမလို့စိုးရင်စရာမရှိဘူးလို့လည်းအဖွဲ့ဝင်တွေကပြောပြထားပါတယ်ဒေါ်ဆိုးယူဝေနဲ့နဝက်တို့ရဲ့ရုံညံ့မှုတွေပေါ်မှာမှတ်ချက်လေးတွေကိုပြောပြခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်